မင်းအရင်တော့ဘာလုပ်ဖူးလဲလို့ interview မှာမေးလာတဲ့အခါကျရင်ဘယ်လိုဖြေမလဲအရင်ကဘာလုပ်ဖူးလဲအရင်ကဆိုရင်以前ကဘာလုပ်ဖူးလဲ做过什么工作做过ဆိုတာလုပ်ဖူးတယ်什么ဆိုတာဘာလဲ工作ဆိုတာအလုပ်အဲ့ဆိုတော့မင်းအရင်ကဘာလုပ်ဖူးလဲ你以前做过什么工作你以前做过什么工作ဒီလိုမျိုးမေးပါတယ်ဒါမှမဟုတ်လို့ရှိရင်မင်းအရင်တော့ဗမာလုပ်ဖူးလေဗမာဆိုရင်在哪ဒီလိုလဲမေးလို့ရတယ်你以前在哪工作你以前在哪工作ဒီလိုမျိုးလဲမေးလို့ရတယ်အဲ့လိုဆိုရင်အရင်တော့ငါကထဲကျုပ်စက်ရုံမှာလုပ်ဖူးတယ်ထဲကျုပ်စက်ရုံဆိုရင်服装工厂ဒီလိုပြောလို့ရတယ်အဲ့လိုဆိုရင်ငါအရင်တော့ငါအထည်ချုပ်စက်ရုံမှာအလုပ်ဖူးတယ်လို့ပြောမယ်ဆိုရင်我以前在服装工厂工作我以前在服装工厂工作ဒီလိုမျိုးပြောလို့ရတယ်လို့မျိုး工作နေရာမှာအလုပ်ဖူးတယ်做过လဲတုံးလို့ရတယ်做过ဆိုတာလုပ်ဖူးတယ်အဲ့ဆိုတော့我以前在服装工厂做过ဒီလိုမျိုးလဲပြောလို့ရတယ်ပြီးတော့အရင်တော့ငါကလျှက်စစ်ပစ္စည်းစက်ရုံမှာလုပ်ဖူးတယ်လျှက်စစ်ပစ္စည်းစက်ရုံဆိုလို့ရှိရင်电子厂လို့ပြောတယ်အဲဆိုတော့လျှက်စစ်ပစ္စည်းစက်ရုံမှာလုပ်ဖူးတယ်ဆိုရင်我以前在电子厂工作我以前在电子厂工作အဲ့လိုမျိုးပြောလို့ရပါတယ်အဲ့လိုဆိုတော့အလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာကိုယ့်ရဲ့ daily activity တွေနဲ့ပတ်သက်တဲ့တရုပ်စကားလုံးတွေကိုအများကြီး sharing လုပ်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အကောင့်ကို like and follow လုပ်သွားပြီးလို့ရပါတယ်တင်တန်းစုံစမ်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ဖြစ်တဲ့3998092669ကိုဖုန်းနဲ့တော်၎င်း Viber နဲ့တော်၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ谢谢大家再见